စာကျော်နဲ့နှင်းမြမင်းတို့တည်ဆုံးခဲ့တာချိန်ကြာခဲ့ပါပြီမင်းတို့တည်ဆုံးသွားပြီပဲမင်းတို့နှစ်ယောက်ရဲ့ဇာလန်းလေးကတော့ဒီရွာမှာပုံပြင်တစ်ပုတ်လို့ကြံခဲ့ပါပြီ